ဒီနေ့ကပြင်သစ်မှာပထမအဆုံးစပင်းညက်မယ်အမလိုက်စားနေဘေးကနေအတန်ပေါင်းစုံနဲ့လိုက်စားနေစပင်းကလေဇာကဒီစီးဆိုးထားတဲ့အပိုင်းတွေကိုဖြတ်ချပလိုက်ခြင်းလို့အရှိကိုအကြာကြီးစောင့်နေရတာပေါ့နော်ဒါရဲ့ငကိုစပင်းအရောင်လေးပဲပြန်လို့ခြင်းလို့လေအဲဒါကြောင့်မို့ဒီနေ့စပင်းတော့ညက်မယ်ပထမဆုံးဒီစပင်းနဲ့ဆိုင်လေးကိုရွေးထားတာပေါ့နော်ဒါပေမဲ့ appointment ကြိုမယူထားလို့တဲ့တပတ်ဆောင်အောင်မယ်တဲ့တပတ်တော့မဆောင်နိုင်ဘူးကြာနေနောက်တစ်ဆိုင်လိုက်ရှာတယ်ဒီမှာပိတ်ရက်တွေလည်းခံနေတော့လေအားကြောင့်မို့တပတ်တော့မဆောင်နိုင်ဘူးနောက်တစ်နေ့တော့ကြည့်လိုက်တော့ဒီ shopping center တွေကဒီဆိုင်လေးမှာညှက်မယ်ပေါ့နော်ဒီဆိုင်ကနိုင်ဝက်လောက်တော့ဆောင်အောင်မယ်လို့ပြောတယ်နိုင်ဝက်ကြတော့ဆောင်နိုင်တယ်အားကြောင့်မို့အရင်ဆုံးညှက်မယ်သူလည်းဂျပန်လိုပဲစပင်းမညက်ကမှအရင်ဆုံးခေါင်းလျှော်ပေးတယ်ပေါ့နော်ဒီနေ့ထွက်လာတာမျိုးခုံးမွေးပါမလားပါဘူးအရင်ဆုံးခေါင်းလျှော်တယ်ခေါင်းလျှော်ပြီးတော့မှရေဆိုနေတဲ့စပင်းနဲ့ညက်တယ်ပေါ့နော်ဂျပန်မှာလည်းအဲ့လိုပဲကဲဒုံတိအရင်ဆုံးညက်လိုက်တယ်ဒုံတိညက်ပြီးတော့မှစပင်းကိုချအောင်တေချာပြန်ပုံသွင်းပြီးတော့အသေးစိတ်ပြန်ညက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပါမဘေးကနေစိတ်မချလို့လာဆောင်နေပါတယ်ထိုင်ပြီးတော့ကဲစပင်းဒုံတိလေးဖြစ်တရားကိုအရင်ဆုံးပုံသွင်းပြီးတော့ခုမှအသေးစိတ်ပြန်ညက်ပါမယ်စပင်းဆေးဆိုးတဲ့သူတွေဆိုသိလိုက်မယ်ပေါ့နော်ဆေးဆိုးတာရက်လို့မရဘူးရက်လိုက်လို့ရှိရင်အမဲတွေပြန်ထွက်ပြီးတော့လေစပင်းမညီမညာတွေဖြစ်ကုန်အားကြောင့်မို့စပင်းကအမြဲတမ်း2လတစ်ခါလောက်စားဂျပန်မှာနေတော့ပြန်ဆိုးရတယ်ဂျပန်မှာဆေးဆိုးတဲ့ဟာအရင်လဲလွယ်တယ်ပေါ့နော်ခေါင်းလျှော်သလိုမျိုးပဲနိုင်ဝက်45မိနစ်ထားလိုက်လို့ရှိရင်ကိုယ့်ဘာသာကိုစိုးလို့ရနေတော့လေအိမ်မှာအမြဲတမ်းစိုးဖြစ်တယ်2လတစ်ခါလောက်ပေါ့နော်ရက်လို့မရဘူးပေါ့နော်ကဲညက်လိုက်ပြီအစားတော့ပြင်သစ်စတိုင်လေးပြင်သစ်မလေးတွေလိုညက်ချင်ပေမဲ့တကယ်တမ်းရွေးဖြစ်တော့ကိုကအာရှစတိုင်ပဲရွေးဖြစ်ပါတယ်ကဲစပင်းအောက်ကဟာလေးတွေအကုန်လုံးညှက်ထုတ်လိုက်တယ်ကိုစပင်းအရောင်လေးကိုပဲပြန်ယူတယ်ပေါ့နော်စပင်းဆေးဆိုးရတဲ့လူတွေကကိုယ့်စပင်းရောင်ပြန်လို့ခြင်းနဲ့လမ်း2လမ်းပဲရှိတယ်ကရုံးတုံးမလားစပင်းညက်ချဖြစ်မလားအဲ့ဒါပဲရှိရဆိုကိုကညက်ချဖြစ်ဖို့စောင့်နေရတာကြာသွားတယ်ပေါ့နော်နောက်မှာပူလေးကတော့ပတ်စံရှင်းနေတယ်တိတ်တော့မဆိုးပါဘူးเนาะအဲ့လိုမျိုးလေးပဲညှက်လိုက်တယ်ပတ်စံဘယ်လောက်ကြာတယ်လို့ထင်လဲသူက brushing လုပ်မလားလို့မေးတယ် brushing လုပ်မယ်ဆိုရင်65ယူရိုလောက်ပေးရမယ်ဒါက brushing မလုပ်ဘူးစပင်းညက်တာနဲ့ခေါင်းလျှော်တာလေးပဲပေါ့နော်အဲဒါကြောင့်မို့44ယူရိုပဲပေးရတယ်service ပိုင်းနေနဲ့ပြောမယ်ဆိုရင်တော့ကိုင်နာတွေ့တာနည်းနည်းနာတယ်လို့သာထင်တယ်ဒါပဲခေါင်းကိုင်သိမခံနိုင်တဲ့လူမို့လို့လာတော့မသိဘူးကိုင်နာတွေ့တာနည်းနည်းနာတယ်ပြီးတော့လို့ရှိရင်အာရှဘက်မှာကျတော့နှိပ်တာပြူတာလက်ကားမျိုးလုပ်ပေးတယ်ပေါ့နော်ဒီမှာကျတော့နှိပ်တာပြူတာဆိုရင်ပတ်စံထပ်ပေးရတယ်ဒီမှာအဲ့လိုဒါမယူထားတဲ့အတွက်ကြောင့်နှိပ်တာပြူတာမလုပ်ပေးဘူးပြီးတော့လောက်တာလည်းအရင်မြန်နေပေါ့နော်နိုင်ဝက်လောက်ဆိုပေးပြီးနိုင်ဝက်လောက်ဆိုပေးပြီးအာရှဘက်မှာဆိုလို့ရှိရင်ခေါင်းတစ်ခါချောစပင်းတစ်ခါညှက်တနာရီ15လောက်အနည်းဆုံးကြာတယ်ပေါ့နော်ကြံပေးချင်တာတော့တောင်းမယ်ဆို appointment ယူပါဆုံးတိကြည့်ရှိပေးတာကျေးဇူးတင်ပါတယ်တတ်တာ